အိုင်းလာကောနဲ့အဓိပ္ပာယ်မရှိတယ်သူတို့ line မတင်တာကြတော့ဖောက်ရက်40တင်တာပောက်ရက်40တင်တာငါဝင်ရေးတော့ဘာဖြစ်လဲကွာဒါပြီအဓိပ္ပာယ်မရှိဘူးဒါပဲလေနေရာဝစားရလေပြီ တင်းတော့မလို့ တင်တဲ့နေတိုင်းပဲသွားရတာပိတ်တဲ့ရက်မရှိတော့ဘူးလား တရက်တလေတော့ပိတ်တာဗောကိုကြီးရဲ့ပတ်စံပေးထားတာနေတိုင်းသွားမှာဗော အတင်တန်းသွားမှာ ဟုတ်တယ် တင်ပါတင်တန်းသွားတယ်ဆိုညကြတော့လေတနာရီ2နာရီနေမအိပ်ဘူးအခန်းထဲမှာပွက်စီနဲ့အဲ့နေဘယ်သူနဲ့ပြောနေပြော တက်တော့ကြီးနေတာပါကိုကြီးရဲ့ အဓိပ္ပာယ်မရှိတာမပြောနဲ့တစ်တော့ကြည့်တယ်ဆိုရင်တစ်တော့အတန်တွေပဲငါကြားရမှာလေအခုကကြားနေရတာနင်းအတန်လဲတိုးကြားရတယ်ဟိုဘက်ကအတန်လဲကြားတယ်ဘာဒါတစ်တော့ကြည့်နေတာလား တက်တော့ကြီးနေတာပါကိုကြီးရဲ့လေတက်ချင်းနေပါ ਈ လာတော့နည်းနည်းပါလိုက်ဆိုတာပါညာကြားရတာနေမှာဗော ဟဲ့လိုင်းမော်ကောင်တွေနဲ့ကြိုက်ဖို့မစင်းစားနဲ့တော့ ကိုကြီးဒီမလေးကလေအဲ့ဒါတွေကိုဝါသနာလည်းမပါဘူးစိတ်လည်းမဝင်စားဘူးနော် အေးငါလိုချင်တာအဲ့ဒါပဲပြီးတော့မှငါအဆိုးမဆိုးနဲ့နော်ငါသူများတွေကအခုဝင်ပြီးတော့ brain နေတာရေးနေတာတွေကိုကြတော့ငါ့ကိုပတ်ဝန်းကျင်ကပြောနေကြတာကိုညီမအလဲကြမှာတော့ငါအပြောမခံနိုင်ဘူးနော် ကိုကြီးညီမလေးကလေကိုကြီးတိတ်ခါကြမဲ့လို့ညီမလေးတိတ်ခါကြမဲ့လို့ကိုဘာမှကိုမလုပ်ဘူးဝါသနာလည်းမပါဘူးစိတ်လည်းမဝင်စားဘူးနော် အဲ့ဒါလိုချင်တာအဲ့ဒါရပြီသွား ပြီးတော့ ခဏနေညနေပဲချိန်ပြန်လာမှာ ညနေညီမလေးမဟုတ်စားမှာနဲ့ဆိုလို့ရှိရင်9နိုင်ခွဲလောက်တော့ပြန်ရမှာ ရ ပေါ့ ပြီမိုးမချုံရင်ပြီးရောလို့ ဟုတ်သွားပြီ โอเค ဟဲ့ထွက်လေလာစမ်းမအောင်မင်းကငါ့ကိုလိုင်းမှာဘာတွေ blind play နေတာဟမ် ငါမင်းဘာဘလေး ဟာငါဟာတာအောက်မှာကွန်မန့်နေမင်းဝင်ရထားတာလीမင်းဝင်ရထားတာလीအဲ့တော့မင်းကလာဒက်ရှင်းတာဟဲ့အောင် အဒဲရှင်းလဲငါလည်းဒဲပြောမယ်ဟဲ့နော်ဟာတာလေးတွေရိုက်တယ်ဆိုတာလေနည်းနည်းပြီးရိုက်နော်သဘောပေါက်လားဒါလည်းမင်းကလည်းဟာတာရိုက်တာလေကိုတူလားမတူလားမသိဟာတာမြောက်လားမမြောက်လားမသိပိုးကြောင်လုံးနေလို့စောက်ဘောလို့ငါရေးလိုက်တာကွာ ဟာမင်းအဲ့လိုရေးရကြောင်းမဟုတ်ဘူးကွာမင်းအဲ့လိုရေးရတော့နောက်ကောင်တွေကတပြုံတကောင်းမှလိုက်လာတာအကုန်အများကြီးပဲဟဲ့ငါတက်တဲ့ဟာတာလေးငါကြိုက်ငါတက်ဆွမ်းလို့ငါရိုက်နေတာကွာမင်းကလေ ရိုက်ရင်လေဟာတာဖြစ်အောင်ရိုက်လဲဘာလဲအကျူထောက်လို့အမောဖောက်သေလိုက်ပေါ့ကွာဘာလဲအဲ့ဒါကိုတူနေတဲ့အကျူထောက်လို့အမောဖောက်အဲ့ဒါဟာတာလားပြောတူနေသိနေဆိုတာညီမဂန်နဝင်အဆိုတော်ကြီးအဲ့ဒါခါသားလုံးမယ်ဆိုဝေးမှာတော့လို့စောက်ဘောတွေဝင်ကြတယ်အဲ့ကြောင့်မျိုးစောက်ဘောလို့ငါရေးလိုက်တာ မင်းလုံးမှာပို့ပြီးတော့အမှုကြီးနေတယ်ငါအမှုကပို့ပြီးတော့ကြီးနေတယ်ငါတက်ဆွမ်းတော့အမှုပညာနေတယ်ကွာငါ YouTube တွေ TikTok တွေမှာငါတက်ဆွမ်းတော့ငါပြိတ္တကိုတင်ပြတာမင်းအောက်ကနေမပလိမ့်နဲ့ဘလိုက်မပလိမ့်နဲ့မပလိမ့်မဲ့ဆိုတေချာဝေဖန်ထောက်ဆပြီးတော့နော်တေချာဝေဖန်သုံးသပ်ပြီးမှဒီအပြင်ကိုမင်းဆုံးဖြတ် ဘာဖြစ်နေလဲဘာဖြစ်အဲ့ဒါတင်ပြီးွားလေအဲ့ဒါတင်ပြီးွားငါရှာလိုက်ရှာပြီး မရိုင်းနဲ့မတင်ရသေးဘူးမတင်ရသေးဘူး တင်ပြီးွားလေငါဘလိမ့်မယ် အခုတော့ဘလိမ့်မတူတဲ့ဟာယူဘလို့ပဲဖြစ်ဖြစ်ရမင်းနောက်ကမင်းငါအကောက်ထဲဝင်းမလာနဲ့နော်အောက်ကနေ ဟေးအောင်မင်းဟာတော့ငါဝင်ပြီးတော့ဗရိန်းနဲ့ရေးတယ်လို့ပြောမင်းငါအကောက်ကိုသိလို့လား ဟဲ့ကွေးမမုံတဲ့အေးပြုံးဆိုတာမင်းကောင်းမလား ဟုတ်တယ် အေးအဲ့ဒါပဲအဲ့ဒါကိုငါသိလို့လာတာနော်မင်းနောက်ခါကျရင်ငါ